ဒီကူသမားကတော့ဘောလုံးပရိသတ်အားလုံးကိုလှည့်စားသွားခဲ့တာပါသူကသူ့အသင်းပေါ်စီဘောလုံးပေးလိုက်ပေမဲ့ကံမကောင်းစွာနဲ့ပဲပြိုင်ဘက်စီရောက်သွားပါတယ်အဲ့ဒီမှာတင်ပြိုင်ဘက်ကဂိုးပေါက်ကိုကန်လိုက်တာဘောလုံးကကူသမားခေါင်းပေါ်ကနေကျော်သွားခဲ့ပါတယ်ဒါပေမဲ့ခဏလေးစောင့်ကြည့်ပါဦးဒီခါကြည့်မယ်ဆိုရင်ဘောလုံးကဂိုးတိုင်းကိုထိသွားတာဖြစ်ပြီးတစ်ချိန်တည်းမှာပဲဂိုးသမားကဂိုးပိုက်ကိုသွားရိုက်မိလိုက်တာပါအဲ့ဒီတော့လူတိုင်းကဂိုးဝင်သွားပြီးတော့ထင်ကုန်ကြပါတယ်ကစားသမား3-4ယောက်ကလည်းလက်ထောင်ပြီးအောင်ပွဲခံနေကြတာပါဒါပေမဲ့ဘာထိတော့မယ်ဆိုတာသူတို့မသိကြသေးပါဘူးဂိုးမဝင်သွားတဲ့အတွက်ဒီဘက်ကကစားသမားကဘောလုံးကိုဆွဲထွက်သွားပါတယ်ကြည့်လိုက်ပါဦးဟိုရှေ့မှာဘာတူလဲဂိုးသမားပါပဲအခုတော့နောက်ခံလူတိလို့ပဲရှိတော့ပြီးဂိုးဧရိယာတစ်ခုလုံးကအလွတ်ကြီးဖြစ်နေပါပြီသူရှေ့ကိုဆက်ဆွဲသွားချိန်မှာသူ့အသင်းဘော်ကလည်းအမြန်ပြေးတက်လာပါတယ်သူကိုယ်တိုင်ကန်မလားအသင်းဘော်ကိုပေးမလားရွေးလို့ရပါမယ်သူကအသင်းဘော်ကိုပဲပေးလိုက်ပါတယ်အပိုင်ကန်ရမယ့်အနေအထားမှာဘောလုံးကနည်းနည်းချော်သွားပါသေးတယ်ဂိုးသမားနဲ့နောက်ခံလူတွေအသင်းပြေးလာနေကြချိန်မှာပဲသူကနောက်ဆုံးမှတော့ကန်သွင်းလိုက်ပါတယ်ဒါဟာတမိုင်းမှာအငင်းပွားစရာအကောင်းဆုံးဂိုးတစ်ခုဖက်သွားခဲ့တာပဲဖြစ်ပါတယ်